ကိုစိုးကြီးကဗီတာမင်တိုးတိုးလေးတစ်ခုပြောပြရှိလို့ကိုစိုးကြီးခဏလေးဒီဘက်ခေါ်မယ်နော်ကိုစိုးကြီးတိုးတိုးလေးပြောမယ်နော်ခဏလေးနော် Happy birthday to you Happy birthday to you Happy birthday dear Vita Happy birthday to you Happy birthday အားလုံးနဲ့တူပြောသေးချင်လို့သူလုံးဝမသိဘူးဆိုင် surprise ဆိုတာဒီနေ့က16ရက်နေ့မှာအကြောင်းအောင်မယ်မွေးနေ့ကနေစတော့နှစ်ပေါင်းများစွာတိုင်းချရတဲ့လူကြီးလေးတွေနဲ့အတူတူနှစ်များစွာစီစဉ်နေတာကိုပိုင်ဆိုင်ပြီးတော့ဆက်လက်ပြီးတော့ဒုတိယရှင်ကြောင့်နေတဲ့ဆက်လက်ရည်နေပါစေဒီမှာကိုကြီးတက်ပြီးတော့ဆက်ဖတ်ရရတယ်အောင်မြင်လို့တဲ့စီးပွားပါစေလို့ရှာနေလို့ပါထူထောင်ပေးပါရယ်ဒီကိုနေ့တော့လည်းအများကြီးဆက်ပြီးတော့အဲ့ဒီဗီဒီယိုကသွားပါမယ်โอเคခဏလေးရတယ်ပြောလို့ရတယ်ဒါလေးဗီတာမင်တွေဒီလေးစီကပြောတဲ့စကားလေးပြောလို့ရတယ်ခဏလေးပြောပါโอเคကိုစိုးရကပြီးလာမယ်ဒီလေးကခွဲပြီးတော့ပါပြည့်စုံလို့ခွဲပြီးတော့ပထမဦးဆုံးအနေနဲ့ဗလီတူတူကျင်းပါတာ16ရက်နေ့မှာလည်းမရှိလို့မရအောင်နော်ဘာလဲအင်းလို့ဒါကျိုးလို့တာ16ရက်နေ့မှာလည်းရှိရအောင်ဟုတ်တယ်အခုလိုချစ်ရလို့လည်းအတူတူကျင်းပါဖို့ပြောတာပြောပါဦးလုပ်ပြီးလားโอเคတရားဝင်တရားပထမဦးဆုံးဗတိကိတ်ဖို့ချင်တော့ဖြစ်ပါတယ်အဲ့မှာရွှေတုံးတွေပါလာတယ်ဒီနေ့ဖို့စိတ်စားစိတ်စားဒီထဲမှာတော့မပါဘူးတော့မောင်မရှိနေတဲ့နေရာကစီနေတာနေကြတော့ဒီနေရာမှာဆိုတော့ရပြီချစ်လေးရပြီโอเคကျွန်တော်တို့နေရာတော့ဒီလိုပိတ်ထားအောင်လေ နေလို့နေတာနေလို့နေတာ ဒီလိုလေးပိတ်ထားပါဦးဟုတ်လားဖုန်းကြည့်နေနော်ဖုန်းကြည့်နေနော်ဒီကနော်ကြည့်လို့ရပြီကိုမောရ customer designer ဒီတဲ့ဒီလိုနေတယ်လားကျေးဇူးပါဗျာကြိုက်ရလားကြိုက်တယ်ဒီရလေးဆရာကြီးကြိုက်တယ်โอเคကျွန်တော်တို့အခုပေးရတဲ့အတိုင်းကျွန်တော်တို့ကဒါလေးကိုဆော်ရှယ်တက်ကနေပြီးတော့မှဗီတာမင်ကိုဝီလီလက်ဆောင်လေးနဲ့တခါတည်းဝတ်ပေးပါလားခင်ဗျာ